Facebook အသုံးပြုနေရင်လည်းမိမိရဲ့ Facebook password ကိုမေ့သွားတယ်ဆိုရင်ဘယ်လိုမျိုးပြန်ကြည့်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်ပထမဆုံးကျွန်တော်တို့ Gmail application တွေကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ Okay ကျွန်တော်တို့ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်ညာဘက်အပေါ်တောင်းကပေါ့နော်ဒီ profile ပုံစံလေးကိုကျွန်တော်နှိပ်လိုက်ဝင်နေပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ရဲ့ဒီမှာပေါ့နော်ဒီအပေါ်ဆုံးမှာကျွန်တော်တို့ဒီမှာပေါ့နော်မိမိရဲ့ဒီ Google account တော့ဖြစ်နေဖို့လိုအပ်တယ်ပေါ့နော်တခြား Google account တွေဖြစ်နေရဆိုလို့ရှိရင်တော့ဥပမာကျွန်တော်တို့ဒီအောက်မှာပေါ့နော်ဇီယာကျော်ဆိုပြီးရှိတယ်အဲ့ဒီ account ရဲ့ဒီရှိတ်ထားတဲ့ဒီ Facebook password ကိုကြည့်ချင်တယ်ဆိုတော့အဲ့ဒီ account ကိုကျွန်တော်ဝင်ထားပေးရမှာပေါ့နော်ကျွန်တော်ကဒီအပေါ်မှာကျွန်တော်ဒီပေါ့နော်အပေါ်မှာကျွန်တော်ဒီအခုထားထားတဲ့ account ကိုပဲကြည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ manage your Google account ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ Okay အဲ့ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာကျွန်တော်တို့အမှ security ဆိုတာရှိရပါတော့ security ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ Okay ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်ကိုတွားလိုက်ဒီဟိုအောက်ထိအောင်ကျွန်တော်တို့ဆွဲလိုက်ပါတော့ဆွဲလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်မှာကျွန်တော်တို့ဒီရဲ့ဒီ Google account ကဒီ base app တွေကိုကျွန်တော်ဝင်ဒီပေါ့နော်ဝင်ပြီးအသုံးပြုထားရဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ကြည့်လို့ရတယ်အဲ့ဒီဟိုအောက်ဆုံးမှာကျွန်တော်တို့ဒီမှာပေါ့နော်ဒီ password manager ဆိုတာလေးရှိရပါတော့အဲ့ဒီ password manager ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ Okay ဒီထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပေါ့နော်ဒီမှာကျွန်တော်တို့ဒီပေါ့နော်ဒီ Gmail ထဲမှာဆိုရင်ဘာတွေကြည့်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီ Facebook တခုတည်းကျွန်တော်ကြည့်လို့ရတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တခြားဒီပေါ့နော်ဒီအသုံးပြုဒီ Gmail နဲ့အသုံးပြုခဲ့တဲ့ဒီတခြားဒီ application တွေရဲ့ဒီ user name password တွေကိုလည်းကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာကျွန်တော်တို့ Facebook password ကိုကျွန်တော်ပြန်ပြီးတော့ကြည့်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ Facebook ပုံစံလေးတွေကိုကျွန်တော်တို့ဝင်လိုက်ပါ Okay ဒီနေရာမှာကျွန်တော်တို့ပေါ့နော်ဒီ security reason အရပေါ့နော်ဒီတခြားသူတွေဝင်ကြည့်တာတွေပါဖြစ်မှာဆိုလို့ဒီဖုန်းရဲ့ password ကိုတော့ကျွန်တော်တောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီပေါ့နော် fingerprint ပေးထားရင်လည်းကျွန်တော် fingerprint နဲ့ဖွင့်လိုက်ကျွန်တော်တို့ဒီပေါ့နော်ဒီ button တို့ဒီ pin တို့ပေးထားရဆိုလို့ရှိရင်လည်းအဲ့ဒါနဲ့ဒီအောက်က use button ကိုကျွန်တော်နှိပ်ပြီးတော့မှဒီဟာကိုကျွန်တော်ဖွင့်ပေးလို့ရပါတယ် Okay အဲ့လိုမျိုးဖွင့်ထားရဆိုရင်ကျွန်တော်ဒီအထက်ကိုရောက်သွားပြီပေါ့နော်အထက်ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ဒီမှာဒီဖုန်းနံပါတ်နဲ့တကယ်လို့ဖွင့်ခဲ့တဲ့ဟာတွေလည်းအခါလေးကျဒီထဲမှာလာပေါ်တတ်တယ်ပေါ့နော်ကျွန်တော်ဒီမှာအဲ့လိုမျိုးဖွင့်ထားရဆိုလို့ရှိရင်လည်းဒီအပေါ်မှာကျွန်တော်ဒီမှာပေါ့နော်ဒီအပေါ်မှာရှိတယ်ဗောနော်ဒီမှာဒီတခြားဒီမှာဗောနော်ဒီအပေါ်က ID ဗောနော်တချို့ဒီနေရာမှာအပေါ်မှာ Gmail နဲ့ဖွင့်ထားရဆိုတော့အပေါ်မှာကျွန်တော် Gmail လို့လာပေါ်မှာဗောနော် Okay ဒီမှာဒီအပေါ်ဆုံးကကျွန်တော်ဟာတခုကိုကျွန်တော်သွားပြီးတော့ပြမယ်ဗောနော်ဒီမှာဒီဖုန်းနံပါတ်ဒီအောက်ကကျွန်တော်ဒီ password ကိုကြည့်ချင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာဒီအပေါ်ဒီမျက်လုံးလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်เนาะအဲ့ဒီဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ဒီပါဗောနော်ကျွန်တော်တို့ရဲ့ Facebook account ရဲ့ password ကိုကျွန်တော်တို့ကြည့်လို့ရမှာဖြစ်ပါတယ်အခုဒီထက်မှာလည်းဒီ Gmail နဲ့ဖွင့်ထားရဆိုလို့ရှိရင်เนาะဒီ Gmail နဲ့ဖွင့်ထားတယ်ဒီဟိုအောက်ဆုံးမှာရှိတယ်ဗောနော်Okay ဒီ Gmail နဲ့ဖွင့်ထားရဆိုလို့ရှိရင်လည်းကျွန်တော်ဒီ Gmail နဲ့ဖွင့်ထားတဲ့ Facebook account ဟိုအောက်ဆုံးမှာရှိတယ်ဗောနော်အဲ့လိုမျိုးကျွန်တော်တို့ဒီသွားပြီးတော့မှကြည့်လို့ရတယ်ဗောနော်အဲ့ဒီတော့ကျွန်တော်ကဒီမှာဗောနော်ဒီအပေါ်ဒီအောက်ကကျွန်တော်ဒီမျက်လုံးပုံစံလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဗောနော်ဒီမျက်လုံးပုံစံလေးကိုနှိပ်ပေးလိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီဖုန်းနံပါတ်နဲ့ဖွင့်ထားတာဖြစ်ဖြစ် Gmail နဲ့ဖွင့်ထားတာဖြစ်ဖြစ်ဗောနော်အဲ့ဒီကျွန်တော်တို့ရဲ့ဒီ Facebook account password ကိုကြည့်လို့ရပြီပဲဖြစ်ပါတယ်အဲ့လိုမျိုးဒီ Facebook account ရဲ့ password ကိုမေ့သွားပြီဆိုလို့ရှိရင်တော့ခုလိုမျိုးအလွယ်တကူကြည့်လို့ရတာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးနော်